အားလုံးပဲမင်္ဂလာပါခင်ဗျာတိုင်တန်မိုးဘင်းရီကတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူငယ်တွေရဲ့ဘဝအချစ်တကယ်ချင်းတန်ရောစင်တွေနဲ့အိမ်မက်တွေအကြောင်းကိုအကောင်းဆုံးပုံဖော်ရိုက်ကူးထားပြီးကြည်ရင်နဲ့ပြုံးလိုက်ရီလိုက်မျက်ရည်ဝဲလိုက်ဖြစ်သွားစေမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့3 areas ဆိုတဲ့ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားကြီးကိုရီကတ်အနေနဲ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အသက်30အရွယ်လောက်ရှိပြီဖြစ်တဲ့ဘာရန်တယောက်နောက်ထပ်မိနစ်နှဲငယ်အတွင်းမှာထွက်ခွာတော့မဲ့လေရင်ပေါ်မှာထိုင်နေချိန်မှာပဲသူ့စီကိုဖုန်းတကောဝင်လာခဲ့ပါတယ်ဖုန်းထဲကကြားလိုက်ရတဲ့သတင်းကြောင့်ဖာရန်တယောက်လုံးဝကိုထိတ်လက်အံ့ဩသွားကဘာလို့ရမှန်းမသိဖြစ်နေချိန်နေရင်ကလည်းစတင်ပြန်တန်းနေပြီဖြစ်တဲ့အတွက်ထိုင်ကုန်ကနေထပြီးလေရင်မဲစီသွားဖို့ကြိုးစားရင်းမရောက်ခင်မှာပဲရင်ဘတ်ကိုပြီးကရုတ်တရက်လဲကျသွားပါတော့တယ်။အရေးပေါ်အခြေအနေအရလေရင်မိုးကလေရင်ကိုပြေးဆင်းခဲ့ရပြီးမဲ့မြေပြင်ပြန်ရောက်တယ်ဆိုရင်ပဲဆရာဝန်တွေကဖာရန်ကိုတွန်းလှဲနဲ့အလင်းအမြန်ခေါ်ထုတ်လာကြပါတယ်။လေစိတ်ထဲပြန်ရောက်ပြီဆိုတာနဲ့ဖာရန်တယောက်မျက်လုံးကိုပွင့်ကြည့်လိုက်ပြီးလူရှင်းချိန်တွန်းလှဲပေါ်ကနေဆင်းလိုက်ကနည်းနည်းပါးပါးလှုပ်ရှားပြလိုက်ပြီးအစဉ်ပြေချောင်းပြောကလေစိတ်ထဲကနေပြီးတော့ပြေးထွက်လာခဲ့ပါတော့တယ်။လေစိတ်ကနေထွက်လာတာနဲ့ပါရန်ကအငှားကားတစ်စီးကိုတားလိုက်ပြီးတော့သူ့တငယ်ချင်းရာဂျူးကိုဖုန်းဆက်ကသူတို့ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့ရိုင်ဂျိုတယောက်မျိုးရဲကိုပြန်ရောက်နေပြီဖြစ်တဲ့အတွက်သူချက်ချင်းလာခေါ်မှဖြစ်တာကြောင့်အသင့်ပြင်ထားဖို့ပြောလိုက်ပါတယ်။ဒီသတင်းကြောင့်ရာဂျူးလည်းဘာဟန်လိုပဲလုံးဝကိုအံ့အားသင့်သွားကအိယာကနေချက်ချင်းထားလိုက်ပြီးအင်ဂျီကိုအမြန်ကောက်စတော့ဖနက်ကိုလက်ကကိုင်းရသားနဲ့အပြင်ကိုကမန်းကနန်းပြေးထွက်လာပါတယ်။ဘာရန်နဲ့စုံမိတဲ့အခါဘောင်းမီဝစ်ဖို့မေ့လာကြောင်တတိပေးလိုက်ပေမဲ့ဘောင်းမီမပါတာကပျောက်ဆုံးနေတဲ့သူတို့ရဲ့အချစ်ဆုံးတငယ်ချင်းရန်ဂျိုနဲ့ပြန်တွေ့ရမယ့်အရေးနဲ့စာရင်ဘာမှမဟုတ်လို့ဂီးမဆိုင်ပဲနေလိုက်ပါတယ်။နေအောင်သားအရင်ကသူတို့တက်ခဲ့ကြတဲ့အင်ဂျင်နီယာကောလိပ်ကိုရောက်သွားပြီးကောလိပ်တုံးကပြိုင်ဘက်ဖြစ်ခဲ့တဲ့ချာတူးနဲ့တွားတွေ့ကြပါတယ်။တကယ်တော့ချာတူးကကောလိပ်မှာတော့ဖာရန်တို့အဖွဲ့နဲ့လောင်းကြီးတစ်ခုလုပ်ခဲ့တာပါ။10နှစ်ကြာပြီးနောက်စက်တင်ဘာလ9ရက်နေ့ရောက်ချင်းဒီနေရာမှာပဲပြန်ဆုံပြီးသူတို့တဲကဘသူကအောင်မြင်ဆုံးလဲဆိုတာကြည့်ကြဖို့စိန်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။ကျန်တဲ့သူတွေကမူးမူးနဲ့ပြောခဲ့တဲ့ချာတူးရဲ့လောင်းကြီးကိုမေ့နေကြပြီမဲ့တချင်းကနေနေအောင်ခံခဲ့လိုက်ရတဲ့ချာတူးကတော့အသေးချာကြီးကိုမှတ်မိနေတဲ့အတွက်ကြောင့်သူတို့အားလုံးကိုဒီနေရာကိုပြန်ခေါ်လာခဲ့တာပါ။ချာတူးကသူဟာအခုဆိုလို့ရှိရင် Rock Lake Corporation ရဲ့ဒုဥက္ကဋ္ဌဖြစ်နေပြီဖြစ်တယ်လို့တိုင်းကျွယ်တတိတယောက်ပါဖြစ်နေပြီလို့ဂုံယုံဝင်ကြွားစွာပြောရဲ့သူ့ပိုင်ဆိုင်မှုတွေကိုတကူချင်းပြပါတယ်။ဘာဟန်နဲ့ရာဂျူးတို့ကတော့သူ့အောင်မြင်မှုကိုနည်းနည်းလေးမှစိတ်ဝင်စားပဲရန်ဂျိုနဲ့တွေ့ဖို့ကိုသာစိတ်လောနေကြပါတယ်။ရန်ဂျိုကဘွဲယူပြီးကလေးကဘသူ့ကိုမှနှုတ်မဆက်ပဲကောလိပ်ကနေထွက်သွားခဲ့ပြီးသူတို့ကိုလည်းအဆက်အသွယ်မလုပ်ခဲ့တာကြောင့်အချိန်ချင်းလိုက်ရှာခဲ့ပြီးမဲ့တဲလွန်စားမရလို့နောက်ဆုံးမှလိုက်လျှော့ထားခဲ့ရတာပါ။ရန်ဂျိုနဲ့တွေ့ဖို့အားခဲပြီးလာပြီးမဲ့တွေ့ချင်းတဲ့ရန်ဂျိုကိုမတွေ့ရပဲချာတူးရဲ့အကြွားစကားတွေကိုသာကြားနေရတာကြောင့်သူတို့ရဲ့အချိန်တွေကိုဖြုံးတီးပစ်လို့ချာတူးကိုထိုးကျိတ်တော့မဲ့အချိန်မှာပဲရန်ဂျိုဟာစင်မလာမှာရှိတယ်လို့ချာတူးကပြောပြလာပါတယ်။ရန်ဂျိုရှိတဲ့နေရာကိုတိလိုက်ပြီးဖြစ်တာကြောင့်နှစ်ယောက်သားချက်ချင်းပြုံးသွားကြပြီးငကြွားကောင်ချာတူးကသူတို့အားလုံးကိုစင်မလာခေါ်ပြီးသူ့အောင်မြင်မှုတွေကိုကြွားမယ်ဆိုတာတိတိကြီးနဲ့ပဲစင်မလာကိုတွားကြဖို့အစဉ်အသင့်ဖြစ်နေခဲ့ကြပါတယ်။ဒီလိုနဲ့သုံးယောက်သားရန်ဂျိုရှိရာစင်မလာကိုတွားကြရင်ဖာရန်တယောက်အတိတ်တွေကိုပြန်ပြောင်းပြီးတော့တတိယနေခဲ့ပါတယ်။အတိတ်တစ်ချိန်တုန်းကပထမနေ့ကျောင်းသားအဖြစ်ဖာရန်တယောက်ကောလိပ်ကိုစရောက်လာခဲ့ပြီးသူနဲ့ရာဂျူကတော့ရန်ဂျိုနဲ့အတူအခန်းတစ်ခုထဲမှာအတူနေဖို့နေရာချတာခံခဲ့ရပါတယ်။ဖိုင်ကတကယ်တော့အင်ဂျင်နီယာတယောက်လုံးဝမဖြစ်ချင်ပဲသူ့အဖေရဲ့ဆန္ဒကြောင့်သာအင်ဂျင်နီယာကျောင်းကိုရောက်လာခဲ့ရတာဖြစ်တယ်လို့ရာဂျူကတော့အစင်မပြေတဲ့မိသားစုကသူ့အပေါ်မှာလုံးဝမှီနေတာကြောင့်အနာဂတ်အတွက်အရန်ကိုကြောက်ရွံ့စိုးရိမ်နေလွန်းလို့ပစ္စုပန်မှာဘာကိုမှတေချာအာယုံမဆိုင်နိုင်ပဲဖះကိုအတင်းကျပ်နမူနစာလို့အဆောင်မျိုးမျိုးကိုစောင်းနေတတ်သူပါ။ဒါပေမဲ့ရန်ဂျိုကတော့သူတို့နဲ့အားလုံးကိုလုံးဝကွဲပြားခြားနာပါတယ်။သူတို့ပထမဆုံးတွေ့ဆုံရင်ကတော့ကောလိပ်ရဲ့ပထမဆုံးညမှာစီနီယာတွေအနိုင်ကျင့်ခံရချိန်မှာစီနီယာတွေကပထမနေ့ကျောင်းသားတွေကိုအဝိချုပ်ခိုင်းပြီးဥညွတ်ခိုင်းတာကဒီအကြောင်းရဲ့ရိုးရာတစ်ခုလိုဖြစ်နေပါတယ်။ဒါပထမနေ့ကျောင်းသားတွေအနေနဲ့စီနီယာတွေကိုလေးစားမှုပြတဲ့နီးလန်တစ်ခုဖြစ်တယ်လို့ဒါကလည်းသူတို့ကိုတတ်မှတ်ထားတာပါ။ဒါကြောင့်လည်းတခြားကျောင်းသားတစ်တွေကကြောက်ကြောက်လန့်လန့်နဲ့ဒီရိုးရာကိုလိုက်နာနေကြပြီးရန်ချိုကတော့လုံးဝမလိုက်နာပါဘူး။တခြားကျောင်းသားတွေလိုပဲမရောက်မလဲနဲ့ရောက်လာချိန်မှာကျောင်းသားကြီးတွေကသူ့ကိုစီးကြိုပြီးတော့အဝတ်တွေအတင်းချုပ်ခိုင်းမိမယ်မချွတ်တဲ့အတွက်ကြောင့်မလို့ဘောင်းမီအိတ်ထဲကိုရေလောင်းထည့်လိုက်ပါတယ်။ဘောင်းမီရေစုံနေပေမဲ့ပေရက်နေခဲ့ပြီးကျောင်းသားကြီးတွေအမတ်တမဲ့ဖြစ်သွားခြင်းကိုအခွင့်ကောင်းယူကသူနေရမယ့်အခန်းထဲကိုအတင်းပြေးဝင်လိုက်ပါတယ်။သူစကားကိုနားမထောင်တာကြောင့်စိတ်ဆိုးသွားတဲ့စီနီယာကရန်ဂျိုကိုအပြင်ထွက်လာဖို့ပြောလိုက်ပြီးမထွက်ဘူးဆိုရင်တော့နေတိုင်းအခန်းတကားကိုသေးနဲ့လာပန်းမှာဖြစ်ကြောင်ပြောကချင်းချောက်ပါတယ်။တကယ်လည်းတကားကိုသေးနဲ့ပန်းဖို့လှုပ်လိုက်ချိန်ရန်ဂျိုကမျက်နှာချက်ကမီးလုံးကိုယူပြီးဇိုးနဲ့ချိတ်ကသေးချောင်းတဲ့ကိုချပေးလိုက်တာကြောင့်စီနီယာလည်းတက်လိုက်သွားပါတော့တယ်။ဒါကတော့ရန်ဂျိုရဲ့ပထမဆုံးပညာပြလိုက်တဲ့အခန်းမှာပဲ။သူတို့တက်ရတဲ့အင်ဂျင်နီယာကျောင်းမှာပြိုင်ဆိုင်လို့စိအရန်ကိုပြင်းထန်တဲ့အရန်ကိုတော်တဲ့ကျောင်းအုပ်ကြီးဗီရူးလည်းရှိပါတယ်။ကျောင်းသားတွေကတော့သူ့ကို virus ဆိုပြီးတော့တိတ်တဆိတ်နာမည်ပေးထားကြပါတယ်
ဗိုင်းရပ်ကဘဝကိုပြိုင်ပွဲတစ်ခုလိုသတ်မှတ်ထားပြီးကျောင်းသားတွေကိုလည်းအောင်မြင်မှုအတွက်ဆိုရင်ခိုင်းတဲ့အတိုင်းအတိအကျလုပ်ရမယ်လို့ယုံကြည်ထားတဲ့ပုံမှန်ရှေးရိုးဆွဲလူကြီးတစ်ယောက်ပါဗိုင်းရပ်အမုန်းဆုံးအရာတစ်ခုကတော့အချိန်ဖြုံးတာပါပဲဒါကြောင့်မလို့သူ့အင်ကြီးတွေမှာကျယ်သည့်အစာကတ်ခွာတွေကတ်ထားပြီးနက်တိုင်းကိုလည်းအလွယ်တက်လို့ရတဲ့ဂျိတ်တွေနဲ့သုံးပါတယ်စာရင်းရင်လည်းလက်နှစ်ဖက်နဲ့တပြိုင်နက်ရေးလေရှိပြီးထမင်းစားပြီးလို့15မိနစ်လောက်တရေးအိတ်ချိန်မှာသူ့ရဲ့စက်တာတွေကမုတ်စိတ်ရိတ်တာလက်သေးညက်တာစတာတွေကိုလုပ်ပေးရလေရှိပါတယ်နှစ်တိုင်းဗိုင်းရပ်စ်ပရမဏိကျောင်းသားတစ်တွေကိုစုဝေးပြီးအော်ငှက်တိုက်အကြောင်းကိုဥပမာပေးကသင်ခန်းစာပေးတတ်တယ်လို့သူ့ဆရာစီကရခဲ့တဲ့အထူးဘောပင်တစ်ချောင်းအကြောင်းကိုလည်းပြောပြလေရှိပါတယ်အဲ့ဒီဘောပင်ကသိပ္ပံပညာရှင်တွေနှစ်ပေါင်းများစွာသူတေသနာလုပ်ပြီးအာကာသထဲမှာရေးလို့ရအောင်တီထွင်ထားတဲ့အာကာသယာဉ်မှုတွေသုံးတဲ့ဘောပင်မှာသူ့ဆရာကသူ့ကိုထူးကြုံနိုင်ကြောင်းဒီဘောပင်ကိုပေးခဲ့တာဖြစ်ပြီးသူ့လိုအရန်တော်တဲ့ကျောင်းသားကိုတွေ့ရင်ဒီဘောပင်ကိုပေးဖို့သူ့ဆရာကမှားခဲ့တာကြောင့်ထိုးကျွန်းတဲ့ကျောင်းသားကိုပေးဖို့စောင့်နေခဲ့တာဖြစ်ပေမဲ့သူ့ရဲ့အနှစ်20တက်တန်းမှာဒီဘောပင်နဲ့ထိုက်တန်တဲ့ကျောင်းသားမတွေ့သေးဘူးဆိုပြီးတော့ပြောပါတယ်။ဗိုင်းရပ်ကကောလိပ်မှာရှိသမျှကျောင်းသားအတုပ်တိုင်းကိုဒီမိန်ငုံကိုပဲပုံသေးပြောခဲ့ပြီးဘယ်ကျောင်းသားတစ်ကမှသူပြောတာတွေနဲ့ပတ်သက်ပြီးတော့မေးကိုပြန်မမေးခဲ့ဘူးပဲဒီတစ်ခါမှတော့မတူပါဘူး။ရန်ဂျိုကသိပ္ပံပညာရှင်တွေကအလောက်ဒေါ်လာတန်းကြီးအကုန်ခံမဲ့အစားအာကာသယာဉ်မှုတွေဘာလို့ဘောပင်အစာခဲတံကိုမသုံးခဲ့တာလဲလို့ထမိလိုက်ပါတယ်။မတင်ထားတဲ့မေကိုကြောင့်ဗိုင်းရပ်စ်တယောက်လုံးဝစွန့်အသွားပြီးအဲ့ဒီမေကုန်းကိုနောက်ကျမှပြန်ဖြေမယ်ဆိုပြီးပြောကထွက်သွားခဲ့ပါတယ်။သူတို့တက်မဲ့ကျောင်းမှာတော့ကျောင်းသားတွေအတွက်တန်းရှင်းလှုပ်တာစာကူးတာစတာတွေကိုအကုန်လုပ်ပေးတဲ့မီလီမီတာဆိုတဲ့ကောင်လေးတယောက်လည်းရှိပါတယ်။မီလီမီတာကဗိုင်းရပ်စ်ကြီးကိုငိုင်သွားအောင်လှုပ်လိုက်နိုင်တဲ့ရန်ဂျိုရဲ့ဒီမေကုန်းကိုအရန်သဘောကျပြီးချီကျူးလိုက်ပြီးတော့သူတို့ကျောင်းရဲ့အလေးပြူနည်းနဲ့အလေးပြူလိုက်ပါတယ်။ရန်ဂျိုကသူ့ကိုကျောင်းဝစ်စုံဝဲဖို့ပတ်စံနဲ့ပေးလိုက်ပြီးဘဲကျောင်းရဲ့ဘဲအတန်းကိုမစိုးဘယ်သူမှမသိအောင်ဝင်တက်ဖို့အကြံပေးလိုက်ပါတယ်။ရာဂျူရဲ့စိတ်ဝင်စားစရာအတွေးခေါ်တွေကဖာရန်အတွက်တော့အရေးစရာကောင်းပေမဲ့ရာဂျူကတော့ဒီကောင်ကသူတို့ကိုပြဿနာရှာလိမ့်မယ်ဆိုတာပြီးတော့တွေးပူနေပါတယ်။ရာဂျူကပါမောက်ကာရီရဲ့ရုပ်သေးရုပ်လိုအလွတ်ကျက်တဲ့ကျောင်းသားအများစုနဲ့လုံးဝမတူပါဘူး။သူကကိုပိုင်မေးခွန်းတွေမေးတယ်၊သူ့ကိုပိုင်အဖြေတွေဖန်တီးတယ်။ပြီးတော့အင်ဂျင်နီယာပညာကိုတကယ်စိတ်နှစ်ပြီးတော့ချစ်မြတ်နိုးသူလည်းဖြစ်ပါတယ်။ဒါပေမဲ့ဆရာတွေကတော့သူ့ရဲ့စိတ်ဝင်စားဖြစ်နေမှုကိုအနောက်ရှက်ပေးတယ်လို့အမြင်အထင်လွဲပြီးအတန်းတွေကနေပြီးတော့မကြာခဏနှင်ထုတ်လေရှိပါတယ်။ရာဂျူကတော့အတန်းကနေနှင်ထုတ်ခံရရင်နောက်ကြာပိုင်းအတန်းတန်းမှာဝင်သွားထိုင်ပါတယ်။သူကကောလိပ်ကိုစက်ကူပွဲလက်မှတ်တစ်ခုရဖို့လာတာမဟုတ်ပဲတကယ်ပညာသင်ဖို့လာသူလည်းဖြစ်ပါတယ်။ဒီကောလိပ်မှာသူနဲ့တူတဲ့နောက်တစ်ယောက်ရှိပြီးတော့အဲ့ဒီသူကတော့စတုတ်တာနှစ်က join ပါ။သူက drone project တစ်ခုကိုလုပ်နေတာဖြစ်ပေမဲ့တင်သွင်းရမယ့်ရက်ကြော်လွန်နေပြီဖြစ်လို့ virus ကကြည့်ဖို့ကိုလုံးဝညှင်းဆန်ခဲ့ပါတယ်။ post ဆိုတာက virus က join ရဲ့အဖေကိုပုံဆက်ပြီး join ကသူပြောတာကိုမလုပ်ပဲမဟုတ်တာတွေလုပ်နေတာကြောင့်ဘွဲရမှာမဟုတ်ဘူးဆိုပြီးတော့ရဲရဲဆက်ဆက်ပြောလိုက်ပါတယ်။ဒီသတင်းကမျှော်လင့်ချက်အများကြီးထားနေတဲ့ဖခင်အတွက်ခံနိုင်ရည်မရှိသလောက်အောင်ဖြစ်ခဲ့ပေမဲ့ virus ကတော့နည်းနည်းလေးမှဂရုမစိုက်ပါဘူး။စိတ်ပြတ်သွားတဲ့ join ကသူ့ project ဖြစ်တဲ့ drone ကိုလွှင့်ပစ်လိုက်ချိန်မှာ Ranjo ကအဲ့ဒါကိုတွေ့သွားပြီးတော့ကောက်ယူလာပါတယ်။ဒီဆက်ကစမ်းသစ်တီထွင်မှုရှိပြီးတော့နည်းနည်းလေးပြုပြင်လိုက်ရင်အလုပ်ဖြစ်သွားမယ်ဆိုတာသူမြင်လိုက်ပါတယ်။ဒါကြောင့်နောက်တစ်ပတ်လုံးသူကအဲ့ဒီ project ကိုပြင်ဆင်ပြီးအပြီးတက်လိုက်ပါတယ်။ project ပြီးသွားတဲ့အခါမှာသူတို့က drone ကို join ရဲ့အခန်းစီကိုလွှတ်လိုက်ပါတယ်။ဒါပေမဲ့ကင်မရာကနေမြင်လိုက်ရတာကတော့ကျိုးဆွဲချထားတဲ့ join ရဲ့အလောင်းပါပဲ။ join ရဲ့ဇာပနာမှာ Ranjo က virus ကို join ကကိုယ့်ကိုတတ်သေးတာမဟုတ်ဘူး။ကျောင်းသားတွေကိုဖိအားပေးတဲ့ college ရဲ့စနစ်ကြောင့်အသက်ခံရတာဆိုပြီးတော့ရဲရဲဝံ့ပြောလိုက်ပါတယ်။ virus ကဒီစကားကသူ့ကိုပုံကိုအေးရတိုက်ခိုက်တယ်လို့ယူဆပြီးဖာရန်နဲ့ရာဂျူတို့ရဲ့မိဘတွေစီကို Ranjo ကသူတို့ရဲ့သားတွေကိုမကောင်းတဲ့အကျင့်တွေအယူအဆတွေအတွေးခေါ်တွေကိုသင်ပေးနေပါတယ်ဆိုပြီးတော့စာရေးပြီးတိုင်လိုက်ပါတယ်။နောက်နေ့မှာပဲဖာရန်ရဲ့အဖေကသူတို့ကိုအိမ်ခေါ်ပြီးရန်ဂျိုကိုသူ့သားနဲ့ဝေးဝေးနေဖို့တတိပေးပြီးမြဲရန်ဂျိုကတော့သူ့စကားတွေကိုခီးမဆိုင်ပဲဖာရန်ရိုက်ထားတဲ့နိုင်ရန်ဘော်ကတော်ရိုက်တလိษံပုံတွေကိုပဲစိတ်ဝင်စားနေပါတယ်။တကယ်တော့ဖာရန်ဟာတော်ရိုက်တလိษံဓာတ်ပုံဆရာဖြစ်ခြင်းပေမဲ့သူ့အဖေကြောင့်သာအင်ဂျင်နီယာပညာကိုအတင်းကျပ်ယူထားရတာပါ။ရန်ဂျိုကတော်ရိုက်ဓာတ်ပုံဆရာဖြစ်ခြင်းတဲ့သားကိုသူ့ဝါသနာအတိုင်းခွင့်ပြုလိုက်ဖို့ဖခင်ကိုပြောပေမဲ့ဒါကခဏလောက်ဝါသနာပါတာပါဆိုပြီးတော့ပယ်ချလိုက်ပါတယ်။အဲဒီနောက်တော့သူတို့၃ယောက်ရာဂျူရဲ့အိမ်ကိုသွားကြပြီးမိသားစုတစ်ခုလုံးစင်စင်ရဲရဲစားတောက်နေထိုင်ရတာကိုမျက်ဝါးထင်နေတွေ့လိုက်ရပါတယ်။ရာဂျူရဲ့အဖေကအိမ်ယာထဲမှာလဲနေတယ်လို့ညီမဖြစ်သူကလည်းအသက်ကြီးလာပြီးမဲ့တင်တောင်းဝင်မရှိတာကြောင့်ယောက်ျားမရနိုင်ဖြစ်နေပါတယ်။မိသားစုရဲ့ကြီးမားတဲ့ဝင်တော့ဝင်ပိုးတွေကရာဂျူရဲ့ပကုံးပေါ်ကျနေတာကြောင့်သူကအနာဂတ်အတွက်အမြဲတမ်းကြောက်ရွံ့နေရတာပါ။ရာဂျူရဲ့အမေကသူတို့စင်းရဲချောင်းတွေကိုပေါက်ပေါက်ပေါက်ပြောပြနေတာကြောင့်ရာဂျူကစိတ်ပြတ်ပြီးတော့ထွက်သွားတဲ့အတွက်ရန်ဂျိုတို့လည်းဘာမှမစားရဘဲနဲ့နောက်ကနေလိုက်သွားခဲ့ရပါတယ်။ဘိုက်ဆဆာနဲ့လမ်းလျှောက်လာကြရင်မင်္ဂလာပွဲတစ်ခုကိုတွေ့တာကြောင့် free ဝင်ပြီးဂုံးစင်းမှု၃ယောက်သာဧည့်သည်အောင်ဆောင်ပြီးဝင်တီးကြဖို့ပြင်ပါတယ်။အစားအသောက်တွေကိုယူနေကြရင်ရန်ဂျိုကပီယာဆိုတဲ့ကောင်မလေးနဲ့သူမရဲ့စေးဆက်ထားသူစတူအတ်တို့ကသူမရဲ့နာယီအကြောင်းနဲ့ပတ်သက်ပြီးပြောနေတာကိုသတိထားလိုက်မိပါတယ်။သူတို့စကားပြောနေပုံကိုနားထောင်ရင်စူဝက်ဟာပစ္စည်းဥစ္စာကိုမတ်မောသူဖြစ်ပြီး
PR ကိုသူမရဲ့အစိအနှမ်းကြောင့်သာလက်ထပ်မှာပြေကြောင်းရန်ချိုကသဘောပေါက်သွားပါတယ်။ဒါကြောင့်စူအန်နဲ့ပတ်သက်ပြီးတော့သူ့အမြင်ကို PR ကိုပြောပြပြီးသူဘလောက်ပစ္စည်းမှတ်လဲဆိုတာတက်တည်ပြဖို့စူအန်ရဲ့တန်ဖိုးကြီးပနတ်ပေါ်ကိုအချင်းရည်တွေလောင်းချပြလိုက်ပါတယ်။မျော်လင့်ထားတဲ့အတိုင်းပဲစူအန်ကသူ့ပနတ်တန်ဖိုးကိုအော်ပြောပြီးသူ့ပနတ်ကိုဖျက်ဆီးလိုက်တဲ့ဇပွဲတို့ကိုအော်ဟစ်ဆူပူပါတော့တယ်။ရန်ချိုရဲ့အရေးချင်းကိုစိတ်ဝင်စားသွားတာကြောင့်စုံစမ်းကြည့်တဲ့အခါမှာသူ့အဖေ virus ကကျောင်းသားဆိုတာသိသွားပါတယ်။ကန်ဆိုးကျင်တော့ free ကုန်းစင်းဖို့ဆိုပြီးတော့သူတို့ခိုးဝင်လာတဲ့မင်္ဂလာပွဲကကျောင်းဦးကြီး virus ရဲ့သမီးအကြီးမင်္ဂလာပွဲဖြစ်နေပါတယ်။ PR ကသူမအဖေကိုသူတို့3ယောက်အကြောင်းသွားပြောပြလိုက်တာကြောင့်3ယောက်သား virus ကြီးနဲ့တက်တို့ကတိုင်ပတ်သွားခဲ့ရပါတယ်။အချိန်တိုအတွင်းမှာပြဿနာပေါင်းစုံတက်တာကြောင့် virus ရဲ့တိုင်စာရပြီးတဲ့နောက်ရာဂျူးကရန်ချိုနဲ့တခန်းနဲ့မနေတော့ပဲချာတူးရဲ့အခန်းထဲကိုပြောင်းသွားခဲ့ပါတယ်။ကိုယ်တိုင်မကြိုးစားနိုင်ရင်တော့တခြားကျောင်းသားတွေကိုစာကြက်ပြအောင်လုပ်ရမယ်ဆိုတဲ့မူဝါဒကိုစနစ်တကျလိုက်နာသူကတော့ချာတူးပဲဖြစ်ပါတယ်။ဒါကြောင့်စာမူဝဲမတိုင်ခင်ညမှာချာတူးကကျောင်းသားတွေအာယုံလွှင့်သွားအောင်လူကြီးမဂ္ဂဇင်းတွေကိုလူတိုင်းရဲ့အဆောင်ခန်းထဲကိုလိုက်ကိုးထည့်ပါတယ်။ဒီအကြောင်းကိုရိမ့်မိသွားတဲ့ရန်ချိုကတော့သူ့ကိုပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။တနေ့မှာချာတူးကကျောင်းစင်းပွဲတစ်ခုမှာဟိန်းဒီလိုမိန်ကွန်းပြောဖို့အရွေးခံရပါတယ်။ဟိန်းဒီစကားမတက်တဲ့ချာတူးကမိန်ကွန်းကိုစာကြည့်လိုက်မှုကိုရေးခိုင်းပြီးကြက်တူရွေးလို့အလွတ်ကျက်လိုက်ပါတယ်။ဒီလိုလုံးမယ်ဆိုတာကိုသိထားတဲ့ရန်ချိုကမိန်ကွန်းတွေကအရေးကြီးတဲ့စကားလုံးတချို့ကိုအံ့ပွဲအစားမရိမှုနဲ့နှိုသီးကောင်းလိုမျိုးစကားလုံးတွေနဲ့ပြောင်းထားလိုက်ပါတယ်။ပွဲနေ့ရောက်တော့ချာတူကသူ့အပိုင်ကြက်ထားတဲ့မိန်ကွန်းနဲ့ VIP တွေနဲ့ကျောင်းဦးကြီးရှိမှအာမန်အပြည့်နဲ့ပြောလိုက်တာကြောင့်စင်ပေါ်ကနေပြီးတော့ကန်ချခံလိုက်ရပါတယ်။ဒီကိစ္စအတွက်အဆက်ကွဲပြီးအရန်ဒေါသထွက်သွားကရေစီမြေကြီးပေါ်ကိုရောက်နေတဲ့ရန်ချိုစီလာပြီးလာမယ့်10နှစ်အတွင်းဘယ်သူအောင်မြင်ဆုံးဖြစ်မလဲဆိုတာလောင်းကြီးထပ်ဖို့စိန်ခေါ်လိုက်တယ်လို့စက်တင်ဘာလ9ရက်နေ့ဆိုပြီးရက်စွဲကိုလည်းနိုင်ငံပေါ်မှာရေးထားလိုက်ပါတယ်။ဒီနေ့မှာရန်ချိုဟာမီလီမီတာနဲ့အတူတူသူတီထွင်ထားတဲ့ inverter တစ်ခုကိုတည်လာရင်လက်ဝတ်ရတနာဆိုင်ရှိမှာ PR တို့နဲ့ပတ်ပင်းတိုးပါတယ်။စူအက်က PR အတွက်တန်ဖိုးကြီးနိုင်တစ်လုံးကိုအခုလေးတင်ဝယ်ပေးထားတာဖြစ်ပြီးရန်ချိုကတော့စူအက်ကခုထိလူတက်ငွေကိုပိုးပြီးတန်ဖိုးထားနေကြောင်းပြောလာပြန်တဲ့အတွက် PR ကမဟုတ်တော့ကြောင်းညင်းပါတယ်။ဒါကြောင့်ရန်ချိုက PR ကိုနိုင်ပျောက်သွားတယ်လို့ဟန်ဆောင်ခိုင်းလိုက်ပါတယ်။စူအက်ကချက်ချင်းဒေါသထွက်ပြီးသူမကိုအယူလို့ခေါ်လိုက်ကသူ့ရဲ့ပစ္စည်းမတ်တဲ့စိတ်ကိုနောက်တစ်ချိန်လှစ်ပြလိုက်ပြန်တာကြောင့် PR ကသူ့ကိုနိုင်ပြန်ပေးပြီးလမ်းကွဲလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲရန်ချိုစီကိုရာဂျူရဲ့အဖေအသေးအတန်ဖြစ်နေတဲ့ဆိုတဲ့ဖုန်းဝင်လာပါတယ်။အင်ကိုဆိုင်ငယ်နဲ့ပြန်ဖို့ပြင်နေတဲ့ PR ကိုအကျိုးအကြောင်းပြောတာကြောင့်ဆရာဝန်လောင်းတစ်ယောက်ဖြစ်တဲ့ PR လည်းသူ့အဖေကိုအမြဲလိုအိတ်ဆေးတောက်ရအောင်လုပ်ပြီးသူ့ကိုလည်းဆေးဆက်ထားသူနဲ့ကိုးအောင်လုပ်တဲ့ရန်ချိုအလိုတိုင်းနှစ်ယောက်သားရာဂျူရဲ့အိမ်ကိုဆိုင်ငယ်နဲ့တွားလိုက်ကြပါတယ်။အိမ်ရောက်တယ်ဆိုရင်ပဲဆေးကြောင်းသူဖြစ်တဲ့ PR ကအခြေအနေကိုမြင်လိုက်တာနဲ့တိလိုက်ပြီးချက်ချင်းဆေးရုံတင်မှုပြောတာကြောင့်ကားသွားငှားတာကိုမစောင့်တော့ပဲဆိုင်ကယ်နဲ့တင်ကအချိန်မီဆေးရုံကိုပို့ပေးလိုက်တဲ့အတွက်ရာဂျူရဲ့အဖေလည်းအသက်ရှင်ခွင့်ရခဲ့ပါတယ်။ဒီကိစ္စကြောင့်ရာဂျူကရန်ချိုကိုအရန်ကျေးဇူးတင်ပြီးအရင်ကအထင်လွဲခဲ့မိတာတဲ့အတွက်တောင်းပန်ခဲ့တယ်လို့ရန်ချိုကတော့တငယ်ချင်းဆိုတာဖျားပေးတဲ့စုဖြစ်ကြောင်းပြောပြီးရာဂျူကိုနှိမ့်သိမ့်လိုက်ပါတယ်။သူ့ရှေ့မှာမြင်လိုက်ရတဲ့ရန်ချိုရဲ့ချစ်စရာကောင်းတဲ့အပြုအမူတွေကိုမြင်ပြီး PR တရရန်ချိုကိုစတင်ပြီးတော့ချစ်မိလာပါတော့တယ်။နောက်ဆုံးတော့ပရမနစ်စာသင်နှစ်ရဲ့စာမှုပွဲရလက်တွေထွက်လာပါတယ်။အောင်စင်းမှာတော့ဖာဟန်နဲ့ရာဂျူတို့ကအောက်ဆုံးအဆင့်မှာရှိနေကအောင်နေစုံယုံလေးအောင်ပေမဲ့သူတို့လုံးဝအံ့ဩသွားအောင်ပဲရန်ချိုကတော့တဒန်းလုံးမှာပထမနဲ့အောင်မြင်ခဲ့ပါတယ်။ဒီသတင်းကြောင့်ဒုတိယရတဲ့ချာတူးနဲ့ရန်ချိုကိုမုန်းတဲ့ virus တို့ကတော်တော်လေးကြေကွဲနေကြပါတယ်။အောင်လက်မှတ်ပေးတဲ့နေ့မှာတော့ virus ကပထမနဲ့ဒုတိယရတဲ့ចောင်းသားတွေကိုသူ့ဘေးမှာထိုင်ခိုင်းထားပြီးတော့အားလုံးနဲ့အတူတူဓာတ်ပုံရိုက်ခဲ့ပါတယ်။လက်ရှိချိန်ကိုပြန်ရောက်လာတဲ့အခါမှာတော့ရာဂျူးနဲ့ဖာရန်တို့ကရန်ချိုနဲ့တွေ့ဖို့ချာတူးနဲ့တူစင်မလာကိုရောက်လာကြပါတယ်။ချာတူးပေးတဲ့လိပ်စာအတိုင်းအိမ်ကြီးကိုရောက်လာချိန်မှာရန်ချိုရဲ့အဖေကအဲ့ဒီမနက်ကားပဲစုံပါသွားတယ်ဆိုတာသိလိုက်ရပါတယ်။လူတိုင်းဝမ်းနဲ့နေချိန်သူတို့ကရန်ချိုစီသွားကခေါ်လိုက်ကြပြီမဲ့သူတို့တွေ့လိုက်ရတဲ့ရန်ချိုဆိုတဲ့လူကသူတို့သိထားတဲ့ရန်ချိုမဟုတ်ပဲဖြစ်နေပါတယ်။ပို့ပြီးတော့တေချာအောင်နိုင်ရမှာကတ်ထားတဲ့ကောလိပ်မှာအတူတူရိုက်ခဲ့တဲ့ဓာတ်ပုံကိုကြည့်လိုက်တော့လဲမျက်နှာကိုအစားထိုးတာတွေ့လိုက်ရတာကြောင့်ဒီအပြေကိုသိဖို့ဘာလုပ်ရင်ကောင်းမလဲဆိုပြီးတိုင်မရအောင်အနီးနားကစားသောက်ဆိုင်တစ်ခုကိုပြန်သွားကြပါတယ်။စားသောက်ဆိုင်နဲ့ရောက်တော့ချာတူးအပေါ့သွားနေတော့ရာဂျူးကချာတူးယူလာတဲ့ချောကလက်တွေကိုဖောက်စားနေတာကြောင့်ချာတူးကအမြန်ပြန်လာကတားလိုက်ပြီးဒီချောကလက်တွေကနောက်အပတ်မှာသူ့ကုမ္ပဏီနဲ့ဒေါ်လာတန်းချီတဲ့စာချုပ်ချုပ်မဲ့ Fossil One Group အတွက်ဖြစ်ကြောင်းပြောပြပါတယ်။ One Group ကဘယ်သူလဲလို့မေးကြတော့ကြီးကျယ်တဲ့သိပ္ပံပညာရှင်နဲ့တီထွင်သူတစ်ယောက်ဖြစ်ပြီးလူတိုင်းကသူနဲ့စာချုပ်တွေချုပ်ကျင်နေကြကြောင်းကိုလည်းပြောပြပါတယ်။ချာတူးကအားကျိုးမှန်တက်ပြောပြနေပေမဲ့ဖာရန်တိုကတော့အဲ့ဒီကြီးကျယ်တဲ့သိပ္ပံပညာရှင်ဆိုတာကိုလုံးဝဂရုမစိုက်ပဲရန်ချိုရဲ့အမိကိုဘာလို့ခိုးယူခံရတာလဲဆိုတာကိုပဲစိတ်ဝင်စားနေကြပါတယ်။ဒါကြောင့်ရန်ချိုအတုရဲ့အိမ်ကိုပြန်သွားပြီးသူတို့သိကျင်တာကိုတဲ့မေးကြတဲ့အခါမှာတော့ရန်ချိုအတုကသူတို့ကိုတနက်နဲ့ပြစ်မယ်လုပ်တဲ့အတွက်တတိကြောင်နဲ့ချာတူးကထွက်ပြေးခဲ့ပြီးဖာရန်တိုကတော့ထွက်မပြေးပဲရန်ချိုအတုအဖေရဲ့အယိုးပြအိုးကိုယူကအိမ်ထဲမှာပတ်ပြေးကြရင်အိမ်သားထဲရောက်သွားပြီးအမှန်တိုင်းမပြောရင်
ပြာတွေကိုအိမ်သားတွေကိုတွန်ချမယ်ပြောကချင်းချောက်လိုက်ပါတယ်တကယ်လည်းအဖုံးကိုဖွင့်ပြီးကြည့်လိုက်တော့သူတို့ယူလာတာကအုပ်အလွတ်ဖြစ်နေပေမဲ့ဟန်ကိုဖို့လှုပ်ပြီးချင်းချောက်လိုက်တာကြောင့်နောက်ဆုံးမှာတော့ရန်ဂျိုအတူကအပြစ်မှန်ကိုအိမ်သားထဲမှာပဲထိုင်ရင်းနဲ့ပြောပြလိုက်ပါတယ်သူကတကယ်ရန်ဂျိုအစ်စ်ဖြစ်ပြီးရာဂျူးတို့နဲ့ကောလိပ်မှာအတူတူတိုက်ခဲ့တဲ့သူကတော့ချိုတေးလို့ခေါ်တဲ့သူ့ဥယျာဉ်မှုရဲ့တားဖြေကြောင်စပြီးတော့ပြောပြပါတယ်ငယ်တုန်းကချိုတေးကစာရန်တော်လို့ရန်ဂျိုရဲ့အိမ်စားတွေကိုလှုပ်ပေးပြီးသူ့အစားလဲចောင်းသွားတက်ကစာသင်ပေးလိမ့်ရှိပါတယ်တနေ့မှာအလဲတန်းចောင်းသားလေးကအထက်တန်းသင်ချာတွေတွက်နေတာကိုဆရာတွေ့သွားပြီးအကျိုးအကြောင်းမေးရာကနေသူတို့လိန်စင်ကိုရန်ဂျိုရဲ့အဖေကတီးသွားပါတယ်ချိုတေးကပညာလိုချင်နေပြီးတမျိုးဆက်လုံးဘွဲမရတာကြောင့်မျက်နှာငယ်ခဲ့ရတဲ့သူတို့ကိုလက်ကိုဖြည့်ပေးဖို့အတွက်သူ့သားဖြစ်တဲ့ရန်ဂျိုကဘွဲတစ်ခုလိုအပ်နေတာကြောင့်နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ရန်ဂျိုနာမည်နဲ့ပဲချိုတေးကိုចောင်းဆက်တက်ခွင့်ပေးခဲ့ပါတယ်ဒီသဘောတူညီမှုမှာကျွန်းချက်တစ်ခုတော့ရှိပြီးအဲ့ဒါကတော့ချိုတေးဟာဘွဲရပြီးတာနဲ့အဆက်အသွယ်လုံးဝဖျက်ရမှာဖြစ်ကဒီဂရိကြောင့်ပဲကျောင်းပြီးတာနဲ့အားလုံးကိုမဆက်သွယ်တော့ပဲပျောက်ကွယ်သွားခဲ့တာပါနောက်တော့ရန်ဂျိုအစ်စ်ကချိုတေးရဲ့လိပ်စာကိုပေးလိုက်တာကြောင့်ရာဂျူးနဲ့ဖာဟန်တို့လည်းသူ့ကိုရှာဖို့ထွက်လာခဲ့ကြပါတယ်ဒီနေရာမှာလည်းဖာရန်ရဲ့အတွေးတွေကနှစ်ချိန်ကအတိတ်စီကိုပြန်ရောက်သွားပြန်ပါတယ်ကောလိပ်နောက်ဆုံးနှစ်မှာတော့သူတို့ဟာနောက်2လနေရင်လုံးမဲ့အလုတ်ခန့်အပ်ပွဲအတွက်စိတ်လှုပ်ရှားနေခဲ့ကြပါတယ်ဗိုင်းရပ်စ်ကတော့နောက်2လနေရင်ပြုလုပ်တော့မယ့်အလုတ်ခန့်အပ်ပွဲအကြောင်းမိန့်ခွန်းပြောရင်ဖာရန်နဲ့ရာဂျူးတို့ကိုဘယ်တော့မှအလုတ်ရမှာမဟုတ်ဘူးဆိုပြီးတဲကြီးပြောလိုက်တယ်လို့တကယ်လို့ဒီကောင်တွေသာအလုတ်ရရင်သူ့နှကမ်းမွေးကိုရိတ်ပစ်လိုက်ဖို့ကိုလည်းသူ့ရဲ့မုတ်စိတ်ရည်သမားကိုပြောထားလိုက်ပါတယ်ပေါ်တင်ကြီးစော်ကားခံလိုက်ရတာကြောင့်အဲ့ဒီညမှာ3ယောက်သားဒေါသထွက်ထွက်နဲ့အရက်တောက်ဖြစ်ကြပါတယ်မိုးနေတော့မှရန်ဂျိုကဖာရန်ရဲ့အိတ်ထဲမှာသူ့အလုတ်လုပ်ချင်တဲ့သူ့အကြိုက်ဆုံးတော်ရိုင်းဓာတ်ပုံဆရာစီရေးထားတဲ့မပိုရဲတဲ့စာရဆောင်ရှိနေတဲ့ဆိုတာကိုဖွင့်ပြောပြပါတယ်ရာဂျူးကိုလည်းအနာဂတ်အတွက်အမြဲတမ်းစိုးရိမ်နေလို့တတိကြောင်တဲ့သူဆိုပြီးတော့ခေါ်လိုက်ပါတယ်ရာဂျူးနဲ့ဖာဟန်ကရန်ဂျိုသာပီယာကိုသူ့ခံစားချက်တွေဖွင့်ပြောရင်ရာဂျူးကသူ့အဆောင်တွေကိုစွန့်ပစ်မယ်ဆိုပြီးပြောလိုက်တယ်လို့ဖာရန်ကလည်းအိမ်ပြန်ပြီးတော့သူ့ဝါသနာပါရာကိုလှုပ်ခွင့်ပေးဖို့သူ့အဖေကိုခွင့်တောင်းမယ်ဆိုပြီးကတိပေးလိုက်ပါတယ်ဒီစင်ခေါ်ချက်ကိုရန်ဂျိုကလက်ခံလိုက်ပြီးသူတို့3ယောက်ဗိုင်းရပ်စ်ရဲ့အိမ်ကိုသွားက PI အခန်းထဲကိုခိုးဝင်ကြပါတယ် PI အခန်းထဲရောက်တော့အိတ်နေတဲ့ PI နာသွားပြီးလက်ကိုကင်ကသူ့ခံစားချက်တွေကိုဖွင့်ပြောလိုက်ပေမဲ့တကယ်တမ်းကျတော့သူစကားပြောနေတာက PI အမမိုနာဖြစ်နေပါတယ်မုံမိုးနဲ့ချစ်စရာကောင်းအောင်ပြောနေတဲ့ရန်ဂျိုကိုမိုနာကလည်းသဘောကျသွားပြီးချက်ချင်းအဖြစ်ပေးခိုင်းလိုက်တော့မိုနာကဘိုက်ကြီးနဲ့ဆိုတာတွေ့သွားတာကြောင့်ရန်ဂျိုကဘိုက်ကိုကင်လိုက်ပြီးတော့အပြင်ရောက်လာလို့အဖိုးကအတင်းအင်ဂျင်နီယာလောက်ခိုင်းရင် Oris Well ဆိုပြီးပြောလိုက်တဲ့အချိန်မှာဘိုက်ထဲကကလေးကကန်လိုက်တာကြောင့်အားလုံးသဘောကျသွားပါတယ်သူတို့3ယောက်စကားကောင်းနေကြတော့မှပဲရာဂျူးတို့ကအပြင်မှာအော်ရဲဗိုင်းရပ်စ်အိမ်တကားကိုသေးနဲ့ပန်းလာကြောင်းဗိုင်းရပ်စ်ကြီးနိုးလာပြီးအပြင်ကိုထွက်ကြည့်ချိန်အမောင်ထဲမှာထွက်ပြေးသွားတဲ့ရာဂျူးရဲ့မျက်နှာကိုမြင်သွားပါတယ်နောက်တစ်နေ့မနက်မှာတော့အတန်းထဲမှာမုံမူးနဲ့အိပ်ပျော်သွားကြတဲ့သူတို့3ယောက်ဟာတခြားသူတွေစာသင်နေတဲ့အချိန်မှာနိုးလာကြပါတယ်သူတို့နိုးလာချိန်မှာပဲဗိုင်းရပ်စ်ကအတန်းထဲကိုဒေါသတွေကြီးဝင်လာပြီးမနေ့ညကအကြောင်းကိုမေးတဲ့အခါညကအချိန်နဲ့မိုးနေတော့ဖြစ်နေတဲ့ရာဂျူးကိုတွေ့သွားပါတယ်ရန်ဂျိုကရာဂျူးကိုကာပြောပြီးမြဲအချိန်မပြေသေးတဲ့ရာဂျူးကပောက်ကရတွေပြောပြလိုက်တာကြောင့်နောက်တစ်နေ့မှာရုံခန်းကိုခေါ်ပြီးသူပဲကြောင်းထွက်မလားရန်ဂျိုကိုပဲဖော်ကောင်လုပ်ပြီးတော့ကြောင်းထွက်ရအောင်လုပ်မလားဆိုတဲ့ဆုံးဖြတ်ချက်ကိုချခိုင်းလိုက်ပါတယ်ကျောင်းဝကြီးကိုဒုတိယကြိမ်အခွင့်အရေးပေးဖို့အသေးအတန်တောင်းပန်ပေမဲ့ကျောင်းဝကြီးကသူ့ကိုလုံးဝလစ်လျူရှို့လိုက်ကမုတ်စိတ်ရင်းနဲ့အိတ်သွားခဲ့ပါတယ်ကောင်းမွန်တဲ့ဘဝတစ်ခုအတွက်မျှော်လင့်ချက်မရှိတော့သလိုတငယ်ချင်းကိုလည်းတစ္ဆာမဖောက်ချင်တဲ့ရာဂျူးကရွေးတရားမရှိတော့တာကြောင့်ရုံငန်းပရင်းပေါက်ကနေအောက်ကိုခုန်ချလိုက်ပြီးပြဿနာကိုဖြေရှင်းလိုက်ပါတယ်ရာဂျူးပြုတ်ကျသွားတယ်ဆိုရင်ပဲရန်ဂျိုနဲ့ဖာဟန်တို့ကသူ့ကိုစေးရုံကိုအလင်းမြန်ခေါ်သွားပါတယ်အမြင့်ကနေပြုတ်ကျသွားပြီးမဲ့ကံကောင်းစွာနဲ့ပဲအသက်ရှင်ခဲ့ပြီးမဲ့လူကတော့ကိုမာဝင်သွားပါတယ်ဆရာဝန်တယောက်ဖြစ်တဲ့ပီယာကရာဂျူးကသူတို့ကိုမြင်နိုင်ကြားနိုင်တာကြောင့်သူမြန်မြန်တက်တာပြီးတော့သတိပြန်ဝင်လာအောင်ပျော်ပျော်ရွှင်ရွှင်နေပြီးခွန်အားပေးကြဖို့ပြောပါတယ်အဲ့ဒီနေ့ကစပြီးတော့ရန်ဂျိုနဲ့ဖာရန်တို့ကရာဂျူးပြန်ကောင်းလာအောင်သူတို့တက်နိုင်သမျှအားလုံးကိုလုပ်ကြပါတယ်သူ့အတွက်ပါတီပွဲတွေလုပ်ပြီးသူပျော်သွားနိုင်မဲ့တဲ့အတုတွေပြောပြသူ့အမေအမြဲလိုချင်တဲ့စာရီအစ်စ်တွေဝယ်ပေးကြနဲ့တက်နိုင်သမျှကြိုးစားကြပါတယ်ဗိုင်းရပ်စ်ကလည်းရာဂျူးရဲ့ကြောင်းထုတ်ခံရတာကိုပယ်ဖျက်ပေးလိုက်ပြီးအဲ့ဒီသတင်းကောင်းကတော့မှသူ့ကိုပြန်ကောင်းမလာစေပါဘူးတက်နိုင်တဲ့လောက်ကြိုးစားလာကြရင်တနေ့မှာတော့ရန်ဂျိုကယောက်ျားလိုချင်နေတဲ့ရာဂျူးရဲ့ညီမလက်တက်တော့မယ်ဆိုပြီးပြောလိုက်တယ်လို့ယူမဲ့သူကတော့ဖာရန်ပြေးကြောင်းလည်းပြောလိုက်ပါတယ်ဒီစကားကြောင့်ရာဂျူးတယောက်ကိုမောင်ဝင်နေရာကနေပြန်ကောင်းလာခဲ့ကသူ့ရဲ့ပထမဆုံးစကားကတော့သူတို့ကိုလူလယ်တွေလို့ခေါ်ပြီးလိန်ပြောနေတာတွေကိုရက်ဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အားလုံးရဲ့ဝိုင်းဝန်းဂယုစိုက်မှုတွေကြောင့်ရာဂျူးကအချိန်တိုအတွင်းမှာပဲတက်တာလာပါတယ်ဒီလိုနဲ့အလုတ်ခက်အပ်ပွဲနေ့မှာဖာရန်ကသူ့ရဲ့အကြိုက်ဆုံးဓာတ်ပုံဆရာစီကနေသူ့ကိုလက်ထောက်အဖြစ်ဖိတ်ခေါ်တဲ့စာတစောင်ကိုပြန်ရလိုက်ပါတယ်တကယ်တော့ဖာရန်ရဲ့အလုတ်လျှောက်လွှာကိုရန်ဂျိုကဖာရန်မသိအောင်ပို့လိုက်တာဖြစ်ပြီးအခုဖာရန်လုံးရမှာကတော့သူ့အဖေစီကခွင့်ပြုချက်တောင်းဖို့ပါပဲအလားတူပဲရာဂျူးကလည်းကြောက်ရွံ့မှုတွေကိုဖယ်ရှားပစ်ဖို့သူ့ရဲ့ကံကောင်းစေတဲ့လက်စွပ်တွေအားလုံးကို
စွန့်လွှတ်လိုက်ပြီးတော့အင်တာဗျူးကိုရေးရဲဝန်းနဲ့တွားခဲ့ပါတယ်သူကအင်တာဗျူးသူတွေကိုသူ့ရဲ့အမှန်မကောင်းတာတွေနဲ့ကြောင်းထုတ်ခံရမလို့ဖြစ်ခဲ့တဲ့အကြောင်းရင်းတွေအားလုံးကိုပုံပွင့်လင်းလင်းပြောပြလိုက်ပါတယ်သူ့ရဲ့ရိုးသားမှုနဲ့ကြောက်ရွံ့မှုကင်းတဲ့သဘောထားကအင်တာဗျူးသူတွေတခါမှမမြင်ဘူးတဲ့ပုံစံမျိုးဖြစ်နေလို့သူတို့ကသူ့ကိုအလုံးခတ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲဖာရန်ကအဖေဖြစ်သူကိုအကျိုးအကြောင်းနားလည်အောင်ပြောပြီးမှသူ့အဖေကသူ့ကိုဓာတ်ပုံပညာသင်ယူခွင့်ပြုလိုက်ပါတယ်နောက်ဆုံးမှာတော့သူတို့လှုပ်ချင်တာတွေကိုလှုပ်ခွင့်ရကြပြီးဖြစ်တာကြောင့်ဖာရန်နဲ့ရာဂျူးတို့ဟာကောလိပ်ရဲ့ရိုးရာအရာသူတို့ရဲ့လေးစားမှုကိုပြသဖို့ရန်ဂျိုရဲ့ရှေ့မှာဘောင်းမီချုပ်ကအယိုသေးပေးလိုက်ကြပါတယ်ရာဂျူးတို့အလုပ်တွေရကုန်တဲ့အခါမှာတော့မုတ်စိတ်ရည်သမားကဗိုင်းရပ်စ်ရဲ့နှကမ်းမွေးကိုရိတ်ပစ်လိုက်ပြီးနှကမ်းမွေးမရှိတော့တဲ့ဗိုင်းရပ်စ်ကဒေါသထွက်သွားတယ်လို့ရာဂျူးတို့ကိုလည်းလုံးဝမကျေနပ်ပါဘူးဒါကြောင့်အရက်မှုနဲ့နောက်ဆုံးစာမှုပွဲမေးခွန်းတွေကိုသူကိုယ်တိုင်ထုတ်ပြီးအခက်ဆုံးဖြစ်အောင်လုပ်မယ်ဒီကောင်တွေကိုစာမှုပွဲကြောက်အောင်လုပ်ပစ်မယ်ဆိုပြီးတော့ကျင်းသွားပါတယ်ဒီအကြောင်းကိုသိတဲ့ပီယာကသူတို့အတွက်စိုးရိမ်တာကြောင့်ဗိုင်းရပ်စ်ရဲ့ရုံငန်းတော့အပေါ်ကိုသူတို့စီယူလာပေးပြီးမေးခွန်းစာရွက်တွေကိုခိုးဖို့ပြောလိုက်ပါတယ်အခုပြောပြနေကြတာတွေကတော့ဖာရန်တယောက်အတိတ်ကိုပြန်ပြီးတော့သတိရနေတာပဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့ရန်ဂျိုကိုတွေ့ပြီးဖြစ်တာကြောင့်သူတို့ကပီယာကိုဖုံးဆက်ပြီးရန်ဂျိုကိုတွေ့ပြီးဖြစ်ကြောင်းပြောလိုက်ချိန်နောက်နိုင်ငဲရဲ့အတွင်းမှာပီယာကလက်ထက်တော့မယ်ဆိုတာကိုလည်းသူတို့သိလိုက်ရပါတယ်ဒါကြောင့်ပဲချက်ချင်းကားကိုပြန်လှည့်ကပီယာစီကိုတွားလိုက်ကြပါတယ်မင်္ဂလာပွဲကိုရောက်တော့ရာဂျူးကဒိုဘီသမားရောင်ဆောင်ပြီးအထဲကိုဝင်ကစူဟဲရဲ့သတို့သားဝစ်စုံကိုရောက်အောင်ယူလိုက်ပြီးဖာရန်ကတော့အကျိုးအကြောင်းကိုပီယာကိုပြောပြလိုက်ပါတယ်ပီယာကရန်ဂျိုကိုချစ်နေသေးပေမဲ့မင်္ဂလာပွဲပြတ်မှာစိုးတာကြောင့်သူတို့နဲ့လိုက်ဖို့ညှင်းဆန်ပါတယ်ဒါကြောင့်ရာဂျူးကသတို့သားဟန်ဆောင်ပြီးပီယာနဲ့အတူတူလက်တွဲကလှဲ့နေရင်သုံးပတ်ပြည့်ကနီးမှာတော့မျက်နှာဖုံးကိုဆွဲလှန်လိုက်ကသူနဲ့အတူတူလိုက်ခဲ့ဖို့ပြောတဲ့အတွက်ပီယာလည်းရာဂျူးနောက်ကိုပေးလိုက်လာရင်အသစ်စောင့်နေတဲ့ဖာရန်ရဲ့ကားပေါ်ကိုတက်ကမောင်းထွက်လာခဲ့ကြပါတယ်သူတို့တွေရန်ဂျိုအတွက်သူတို့သမီးလောင်းကိုခိုးယူခဲ့ကြတယ်လို့အတိတ်တစ်ချိန်တုန်းကလည်းနောက်ဆုံးစာမှုပဲမတိုင်ခင်ညမှာဖာရန်နဲ့ရန်ဂျိုတို့ဟာမေခွန်းစာရွက်တွေကိုခိုးယူခဲ့ပါတယ်သူတို့ကိုယ်တိုင်အတွက်လှုပ်ချင်တာမဟုတ်ပေမဲ့ရာဂျူးသာစာမှုပဲမအောင်ရင်မိုင်မဲတာတစ်ခုကိုထပ်လုံးမိမှာကိုကြောက်တာကြောင့်ဗိုင်းရပ်စ်ရုံငန်းထဲကိုသွားပြီးတော့မေခွန်းစာရွက်ကိုခိုးယူလိုက်ပါတယ်ခိုးလာတဲ့မေခွန်းတွေကိုရာဂျူးကိုပေးပေမဲ့ရာဂျူးကကိုယ့်ရဲ့အချစ်အစ်စ်နဲ့ပဲကိုဖြေမဲ့ဆိုပြီးပြောကမေခွန်းကိုပစ်ထုတ်လိုက်ချိန်သူတို့အခန်းထဲကိုဝင်လာတဲ့ဗိုင်းရပ်စ်နဲ့တက်တက်တိုးကမိသွားပါတယ်ဒါကြောင့်ပဲရန်ဂျိုတို့ကိုချက်ချင်းပဲကြောင်းထုတ်ပစ်လိုက်ပါတယ်ဗိုင်းရပ်စ်အိမ်ပြန်ရောက်တဲ့အခါမှာရန်ဂျိုတို့ကကြောင်းထုတ်ပစ်တဲ့သတင်းကိုသိသွားတဲ့ပီယာကမတော်တဆမှုနဲ့တေဆုံးသွားတဲ့သူ့ရဲ့အကိုကြီးဟာယထာဘော်ကပြုတ်ကျတာမဟုတ်ပဲကိုအဆုံးစီရင်သွားတာဖြစ်ကြောင်းဖွင့်ပြောပြလိုက်ပါတယ်သူဒီလိုလုပ်ခဲ့ရတာကဗိုင်းရပ်စ်ကသူ့ကိုစာရေးဆရာမလုပ်ခိုင်းမဲ့အင်ဂျင်နီယာဖြစ်အောင်ဖိအားပေးခဲ့လို့ပါဒီသတင်းကိုပြောပြပြီးတာနဲ့စိတ်ဆိုးသွားတဲ့ပီယာကအိမ်ကနေထွက်သွားခဲ့ပါတယ်ပီယာထွက်သွားပြီးအချိန်အနည်းငယ်ကြာတော့မိုနာတယောက်ကလေးမွေးကျင်တာကြောင့်ဘိုက်နာလာပြီးမဲ့အဲ့ဒီနေ့ကမိုးတွေအရန်များပြီးတစ်မျိုးလုံးရေကြီးနေတာကြောင့်ကိုပိုင်ကားတွေရောလူနာတင်ကားတွေရောလာလို့မရဖြစ်ပြီးဗိုင်းရပ်စ်ကသူမကိုစိတ်ယုံမပို့နိုင်ဖြစ်နေပါတယ်အဲ့ဒီအချိန်အိမ်ပြန်ဖို့အထုပ်ဘိုးတွေနဲ့ထွက်လာတဲ့ရန်ဂျိုတို့ကမိုနာကိုမြင်သွားပြီးတော့သူမကိုကူညီဖို့ပြင်ဆင်ပါတယ်ပီယာဖုန်းကနေတဆင့်မိုနာကိုစပွဲတင်တင်းနစ်ကုံပေါ်မှာလှဲသိပ်ဖို့ညွှန်ကြားပါတယ်စကားပြောနေချိန်မှာမိုးကြောင်မီးတွေလည်းပြတ်သွားတဲ့အတွက်ကွန်ပျူတာဆက်သုံးလို့ရအောင်ရန်ဂျိုကကားဘက်ထရီတွေကိုလိုက်ဖြုတ်ခိုင်းပြီးသူတည်တင်ထားတဲ့ virus လို့နာမည်ပေးထားတဲ့ inverter နဲ့ချိတ်ကမီးရအောင်လုပ်လိုက်ပါတယ်အားလုံးအစင်သေးဖြစ်ချိန်ပီယာကမိုနာကိုပို့ပြီးညှစ်ဖို့တိုက်တုံးမိမဲ့သူမကအားနဲ့နေပြီးအသက်ရှူရတော့ခက်ခဲနေပါတယ်အဲ့ဒီချိန်မှာကလေးကိုအပြင်ထုတ်ဖို့တကူရဲသောနီလန်ကလေစုပ်ခွက်လို့ခေါ်တဲ့ကရိယာကိုသုံးဖို့ပါပဲပီယာကကွန်ပျူတာကနေတဆင့်အဲ့ဒီကရိယာရဲ့အလုပ်လုပ်ပုံကိုပြလိုက်တာကြောင့်ရန်ဂျိုကအကြံတစ်ခုရသွားပါတယ်သူကကောလိပ်တစ်ဝိုင်းမှာရနိုင်တဲ့လေစုပ်ဆက်နဲ့အဲ့ဒီကရိယာကိုဖန်တီးနိုင်မယ်လို့တွေးလိုက်ကဗိုင်းရပ်စ်ရဲ့ဖုံစုပ်ဆက်နဲ့ယာယီလေစုပ်ခွက်တစ်ခုကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီးအဲ့ဒီဆက်ကိုအသုံးပြုလိုက်တာကြောင့်မိုနာတယောက်ယောက်ျားလေးတစ်ယောက်ကိုမွေးဖွားနိုင်ခဲ့ပါတယ်ကလေးကအပြင်ရောက်ချင်းငိုရမှာဖြစ်ပေမဲ့ငိုမလာလို့အားလုံးစိတ်ပူသွားကြချိန်ရန်ဂျိုက Oris Well လို့ပြောလိုက်တယ်လို့တခြားသူတွေကိုလည်းသူပြောသလိုလိုက်ပြောခိုင်းလိုက်ပါတယ်အဲ့ဒီတော့မှကလေးကထကန်ပြီးတော့အော်ငိုလိုက်ပါတယ်ငိုနေတဲ့ကလေးကိုကြည့်ပြီးဗိုင်းရပ်စ်ကဘောလုံးသမားဖြစ်ကျင်လို့လားဆိုပြီးပထမဆုံးအချိန်ကလေးဖြစ်ကျင်တာကိုဖြစ်ခိုင်းမဲ့စကားကိုပြောလိုက်တာကြောင့်ဖာရန်တို့လည်းပြုံးသွားကြပါတယ်အဲ့ဒီချိန်မှာပဲရန်ဂျိုကတော့အပြင်ကိုထွက်လာခဲ့ပါတယ်မိုးရေတွေထဲမှာထွက်သွားတော့မဲ့ရန်ဂျိုကိုဗိုင်းရပ်စ်ကလိုက်တားခဲ့ပြီးအာကာသထဲမှာခဲတံကအသုံးမဝင်ဘူးဘာလို့လဲဆိုတော့ခဲတံကကျိုးပြီးတော့အမုံမွားတွေလွင်မျောနေရင်မျက်လုံးနဲ့ဝင်တာစက်တွေတဲ့ဝင်တာမျိုးတွေဖြစ်နိုင်လို့အန်ဒီရဲ့ရှိနိုင်လို့ပါဆိုပြီးရန်ဂျိုရဲ့ပထမဆုံးမေးခဲ့တဲ့မေးခွန်းကိုပြန်ပြေးပါတယ်နောက်တော့မှထိုးကျင်တဲ့ចောင်းသားကိုသာပေးရမယ်အာကာသရင်မှုတွေကိုသုံးတဲ့ဘောပင်ကိုသူကိုယ်တိုင်ပဲရန်ဂျိုရဲ့ရင်ဘတ်မှာတက်ပေးလိုက်ပြီးနောက်ဆုံးစာမှုပွဲကိုလည်းဖြည့်ခွင့်ပြုလိုက်ပါတယ်စာမှုပွဲဖြည့်ပြီးတဲ့နောက်မှာတော့ရန်ဂျိုကထုံးစံအတိုင်းပထမရခဲ့ပြီးဗိုင်းရပ်စ်အပါအဝင်ចောင်းသားအားလုံးစုပြီးတော့ဓာတ်ပုံရိုက်ကြပါတယ်ဘွဲရပြီးလည်းဖြစ်တာကြောင့်အားလုံးကပျော်နေကြချိန်မှာရန်ဂျိုကတော့ဘသူကိုမှနှုတ်မဆက်ပဲတိတ်တိတ်လေးထွက်သွားခဲ့ပါတယ်အဲ့ဒါကဖာဟန်နဲ့ရာဂျူတို့ရန်ဂျိုကိုနောက်ဆုံးတွေးလိုက်ရတာဖြစ်ပါတယ်လက်တလုံးမှာတော့သူတို့ကရန်ဂျိုအစ်စ်စီကရလာတဲ့လိပ်စာကိုရောက်တဲ့ကသူ
သူတို့တငယ်ချင်းရန်ဂျိုကိုတိုင်းတီထွင်ဖန်တီးပြီးစာသင်ပေးနေတဲ့လာထက်ကကျောင်းတစ်ကျောင်းကိုရောက်လာပါတယ်။ကျောင်းဝင်းနဲ့သူတို့တငယ်ချင်းကိုလိုက်ရှာပြီးမြဲအရွယ်ရောက်နေပြီဖြစ်တဲ့တန်ရှင်းကောင်လေးမီလီမီတာနဲ့ပတ်ပေးတိုးမိပါတယ်။ရန်ဂျိုကသူ့ကိုတင့်တော်တဲ့ပညာရေးရအောင်လို့သူ့ကျောင်းကိုခေါ်ကအလုပ်ပေးတတ်တာဖြစ်ကြောင်းပြောလိုက်ပြီးဖာရန်ရဲ့စာအုပ်တွေရာဂျူရဲ့ဘလော့နဲ့ PR ရဲ့ဆိုင်ကယ်စီအုပ်ထုပ်ကိုပြပြီးရန်ဂျိုရှိတဲ့နေရာကိုညွှန်လိုက်ပါတယ်။ဒါကြောင့် PR ကရေကန်ဘေးမှာကျောင်းသားတချို့ကိုစာသင်နေတဲ့ရန်ဂျိုစီကိုသူတို့သမီးဝစ်စုံဝစ်ပြီးတော့ဆိုင်ကယ်ကိုမောင်းလာပါတယ်။အနီးကိုရောက်တော့ဆိုင်ကယ်ကိုရက်လိုက်ပြီးရန်ဂျိုစီကိုသွားကပါးကိုရိုက်လိုက်ရင်အိမ်အောင်ကြပြီလားဆိုပြီးမေးလိုက်ကအိမ်အောင်မကြသေးမှသိတာကြောင့်နန်းရင်းနဲ့နန်းလို့ရှိရင်နှာခေါင်းချင်းမတိုက်ဘူးဆိုတာကိုတက်တည်ပြလိုက်ပါတယ်။ခဏကြာတော့ဖာရန်နဲ့ရာဂျူတို့လည်းရောက်လာပြီးသူတို့ကိုစုပ်ပစ်သွားလို့ဆိုကရိုင်ဂျိုကိုဝမ်းဝန်းပြီးတော့ရိုက်နှက်ကြပြီမဲ့ခဏကြာတော့တငယ်ချင်း၃ယောက်အားရပါရနဲ့ပျော်ရွှင်စွာဖတ်လိုက်ကြပါတယ်။သူတို့အဖွဲ့ပြန်ဆုံကြချိန်မှာချာတူးလည်းသူ့ရဲ့လာဘော်ဂနီကိုစီးပြီးတော့ရောက်လာကကျောင်းဆရာလုပ်နေတဲ့ရန်ဂျိုကိုလှောင်ပြပါတယ်။သူကသူ့ရဲ့တန်းချီတဲ့လစာနဲ့ရန်ဂျိုရဲ့လစာရူပီ9000ကိုနှိုင်းရှင်ပြကသူတို့လောင်းကြီးမှာရန်ဂျိုရှုံးတာကြောင့်ရှုံးကြောင်းဝန်ခံပါတယ်ဆိုတဲ့စာရွက်မှာလက်မှတ်ထိုးခိုင်းတဲ့အတွက်ရန်ဂျိုလည်းဘောပင်ကိုထုတ်ပြီးတော့လက်မှတ်ထိုးပေးလိုက်ရပါတယ်။ရန်ဂျိုလက်မှတ်ထိုးလိုက်တဲ့ဘောပင်ကဗိုင်းရပ်စ်ကဘောပင်ဖြစ်နေတာကြောင့်အရှုံးသမားတွေကဒီဘောပင်နဲ့မတန်ဘူးပြောပြီးတော့အဲ့ဒါကိုယူသွားပါတယ်။ချာတူးထွက်သွားတော့ရာဂျူးတို့ကရန်ဂျိုကိုသူ့ရဲ့နာမည်ရင်းကိုမေးကြတဲ့အခါသူဟာချာတူးစာချုပ်ချုပ်ဖို့မျှော်လင့်နေတဲ့ကြီးကျယ်တဲ့သိပ္ပံပညာရှင်နဲ့တီထွင်သူဖော့ဆိုဝမ်ဂရိုဖြစ်နေတာကိုသိလိုက်ရပါတယ်။ဒါကြောင့်ချာတူးကိုလှမ်းခေါ်ပြီးမြဲလှည့်မကြည့်တဲ့အတွက်ရန်ဂျိုကချာတူးစီကိုဖုန်းဆက်ပြီးချာတူးကုမ္ပဏီနဲ့စာချုပ်မချုပ်နိုင်တော့ကြောင်းလှမ်းပြောလိုက်ပါတယ်။အကြောင်းကတော့လက်မှတ်ထိုးမဲ့ဘောပင်ကိုချာတူးကယူသွားတာကြောင့်ဖြစ်ကြောင်းပြောလိုက်တဲ့အခါချာတူးလည်းသူ့စာရွက်ကလက်မှတ်ကိုကြည့်လိုက်ပြီးဖော့ဆိုဝမ်ဂရိုဆိုတဲ့အမည်ကိုတွေးလိုက်ရတယ်လို့သူ့ဖုန်းထဲကအမည်ကလည်းဝမ်ဂရိုဖြစ်နေတာကြောင့်ဝမ်ဂရိုဆိုတာရန်ဂျိုမန်သိသွားပြီးသူ့ကိုအဲ့လိုမလုပ်ဖို့တောင်းပန်လိုက်ကသူတို့เจ้าကအစင်လာအတိုင်းချာတူးဟာရန်ဂျိုကိုဘောင်းမီချုပ်ကအလေးပြုတ်လိုက်ပါတော့တယ်ခင်ဗျာဟုတ်ကဲ့အခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ